ဦးချေရကြည့်နေရတာဒါကြီးကင်ရမုတ်ကြီးကင်မဟုတ်ကလာရောလာတော့ခလုတ်ဆန်းမသိတော့ဘာမှကြံရမရတော့အနာရေတနုပစိုးနဲ့ထအောင်တီဗီထအောင်ထားတော့လူငယ်တွေကအော်တာပေါ့ဟာဘိုးချေဘလို့တော့ခမရဖွင့်စမ်းပါအဲ့ဒါကြီးမမိုက်သေးပါဘူးနုံဟေးဟာနုံဟအဲ့ဒီကကြတော့မှပေါင်နာမုံနဲ့သိပ်ပြီးကောင်းလေးမေးအိမ်ပြန်ဒီတိုင်းပြန်ပန်းတစ်ဖက်ညှက်ပြီးပြန်ကျွန်တော်တို့မှအဲ့လိုကျွန်တော်ရင်လားမဟုတ်ဘူးတကြီးတဲ့အဲ့လိုပဲလဲသမားလို့တရွာလုံးဒီကအရစ်နှစ်ရစ်နဲ့ကုန်းဆောင်သားတိုင်းဒုတက်ကြကြီးပဲတနင်္လာနေ့တောက်ကြဆိုရတယ်ဩနိုင်ငံတော်သချင်းဈေးစစ်နေကြသေးသကွာနိုင်ငံတော်သချင်းဆိုခဲ့ရတာမဆိုပါဘူးပါဘာလို့တော့မိုးရွာလို့ဩရာသီဥတုနဲ့လည်းစိုင်းတဲ့ကွက်နိုင်ငံတော်သချင်းကရာသီဥတုနဲ့လည်းစိုင်းတဲ့နိုင်ငံတော်သချင်းအေးပတ်မှလည်းဆိုရသေးကံလို့ရိုက်ခါပြီဆိုရင်ကုန်းဆောင်သားရိုက်กว่าဆိုရင်လက်သေးရှာတာပဲအရင်နှစ်ရက်ပါတဲ့ကောင်ရိုက်ဆိုမလွယ်ဘူးကုန်းဆောင်သားခွင့်တူညီမြဝါဒဖြူစင်တဲ့ပြေရှိကတချင်းထဲမှာဒီအလိုက်ပါတာပေါ့အရှိကနေဝန်းထွဲသည့်ပမာပဒုက္ခကိုတော့ရောက်ရမည်မှမလွဲပါဒုပမာပေါ့အခုမင်းတို့ဆိုတဲ့ပြည်တော်စုအမွေအမြဲတည်ရန်စီအဋိဋ္ဌံပြုဝေထိန်သိမ်းစို့လေတို့မှတချင်းမှလည်းဒီလိုက်ပါတာပေါ့ကွာဗမာပြည်တဟွန်းကိုအိမ်မှတ်ပါကိုရာမှတ်ပါအဲ့ဒါတို့ဗမာအဲ့ဒါလို့နှစ်ပေါင်းများစွာကျွန်တော်တို့ငယ်ငယ်ကကြားကြရအခုသမီးလေးဒုတိယရန်တက်တော့မယ်သမီးကိုမေးရသမီးရဲ့ကျောင်းမှာနိုင်ငံတော်သချင်းဆိုရသလားဆိုတော့တနင်္လာနေ့တောက်ကြဆိုရတယ်ဩနိုင်ငံတော်သချင်းဈေးစစ်နေကြသေးသကွာဒီအတန်လေးဒီအဓိပ္ပာယ်တွေကျွန်တော်ကရောက်ချင်လို့ပြောတာတနင်္လာနေ့ကျသမီးမေးရသမီးလေးရဲ့ခဏနိုင်ငံတော်သချင်းဆိုခဲ့ရတာမဆိုပါဘူးဘာလို့တော့မိုးရွာလို့ဩရာသီဥတုနဲ့လည်းစိုင်းတဲ့ကွက်နိုင်ငံတော်သချင်းကရာသီဥတုနဲ့လည်းစိုင်းတဲ့နိုင်ငံတော်သချင်းအေးပတ်မှလည်းဆိုရသေးတောက်ကြနေ့ကျမေးကြည့်သမီးဆိုရမဆိုပါဘူးပကြီးဘာလို့တော့ကြောင်းကြည့်စီဝေးသွားလို့အဲ့ဒါလိုတွေဖြစ်တယ်တရက်တော့ခလေးကမေးကျွန်တော်တို့ကစိုးပြလို့မေးတယ်ပတရားမျှတခြင်းဆိုတာလွတ်လပ်ခြင်းဆိုတာငြိမ်းချမ်းခြင်းဆိုတာခွင့်တူညီမျှခြင်းဆိုတာဘာလဲပြဿနာတက်တော့တာပဲတဲ့90ကျော်ပြီနေဝင်းမြအခုတည်းအဲ့ဒါကောင်းကောင်းသိတာမဟုတ်ဘူးအဲ့တော့မေအေးကလည်းစာရေးဆရာမဆိုတော့သမီးရဲ့ဒါမျိုးကြမေးရတယ်မေးရတယ်စာရေးဆရာဆိုတော့သမီးဝက်လက်ကြောင်ပါလို့တော့မေအေးစီရောက်သွားဒီဖေဘာပြောတော့ပပက तू ကဝိုးလိုဝါရပဲလို့ပြောတယ်မေစီလွတ်လိုက်တာအေး तू ကဝိုးလိုဝါရငါလည်းခတ်ထွေးရဲ့တဲ့နော်တကယ်ပါနေဝင်းမြင့်တို့အခုတည်းတရားမျှတခြင်းလည်းသိမသိပါဘူးလွတ်လပ်ခြင်းရတာလည်းသိမသိပါဘူးငြင်းချမ်းခြင်းဆိုတာတော့ဝေလာဝေးခွင့်တူညီမျှခြင်းလည်းအခုတည်းနားမလဲသေးပါဘူးကျွန်တော်တို့ငယ်ငယ်ကဒီအဓိပ္ပာယ်တွေကလေးတွေကျွန်တော်တို့သင်ပေးရမှာပေါ့ထည့်ပေးရတော့မှာပေါ့ကျွန်တော်ငယ်ငယ်တုန်းကလည်းအခုနဲ့မတူတော့ဘူးကျွန်တော်ငယ်ငယ်တုန်းကနတ်ကတော်ကိုမင်းသမီးလုပ်ကြည့်ရတာဘာမီဒီယာမှမရှိဘူးအခုစီဒီတာပြတ်တစ်ချက်တည်းမှာဇက်ကာပေါင်း80လောက်ပါတယ်ဇက်တွေဆိုလည်းအများကြီးကျွန်တော်တို့မန္တလေးမှာအငိမ့်နေဆိုလည်းအများကြီးကျွန်တော်ငယ်ငယ်တုန်းကဘယ်ကုန်းဆောင်မှာမရှိဘူးနတ်ကတော်အမေစင်နန်နဲ့ဒေါ်စင်နန်အသက်က80ကျော်ပရည်တွေတွန့်နေလိုက်တာများမြေကျိုးအင်းကြလို့မိတ်ကတ်တွေဖို့တာအဲ့ဒီတော့ရှိတဲ့မိတ်ကတ်မျက်နှာချေပေါ့ပပဝရီတို့သင်းကျူကျူးတို့လိုမိတ်ကတ်ရေးဖြော်ပြီးပုတ်ထားအလိုလိုနင်းကြောက်เสียကောင်းတယ်စရုံးလေးကတမာသီးလောက်ကလေးနဲ့နတ်ကပြီဆိုရွာနတ်ကပြီဆိုသူခေါ်ရတာနတ်ကတော့တယောက်တည်းရှိတယ်လိုင်စင်ကသူတယောက်တည်းချက်သူ့ကိုသွားပြီးနတ်ကရကြည်မောဆိုတာမှန်မယ်ကျွန်တော်တို့ကြည့်ရတယ်ဘာဇက်မှမလာဘူးဘာမင်းသမီးမှမလာဘူးအကြီးစနံကိုသွားကြည့်ရတယ်ကျက်ရုပ်ကသေးသေးလေးဖလားရကြီးကြီးနဲ့ဖလားပတ်စံထည့်ရမှာဘူးရှားစီးနဲ့
ဘောင်းတော်တွေနဲ့ဒေါင်းဒေါင်းနဲ့ဓားတွေနဲ့ဘယ်နဲ့ဒီမှလည်းမသိဘူးအမေတို့ကလည်းမော့ရွာကလည်းမော့သူ့ကြည့်နေရတာနန်းထဲမှာနေနန်းရည်ကြီးသုံးပါတဲ့ကြက်ဖောင်းလေးနန်းထဲမှာနေနန်းရည်ကြီးသုံးပါတဲ့ကြက်ဖောင်းလေးမနဲ့ကိုရီနှွေးညရည်အေးနဲ့ကိုကြီးကြောင့်ငယ်ကမွေတဲ့ကြက်ဖောင်းလေးကိုကြီးကြောင့်မွေးတဲ့ကြက်သူယူလာတယ်ဆိုတော့ကြောက်ရတာပေါ့အမေတို့ကချွေးကန်လေးအပြင်ထုတ်ပြီးတော့ကျွန်တော်တို့ကမုံဘိုးမပေးတာနတ်မြထည့်လိုက်တာကြက်တန်လေးတစ်ချက်နှစ်ချက်ထည့်ရနတ်ရဲ့အညွန့်ညင်မခံဘူးပေါ့တောင်းအသပြာငွေများရဲ့နဲ့လောင်းစရာငွေမရှာပါဘူးချက်ကြတိုက်မဲ့ပြင်မြင်ဆိုင်ရောရှင်တန်ကောင်းကိုနေမပါလို့အလိုရှင်အလိုတော်တန်ကောင်းကိုတန်ကောင်းကိုနေမပါလို့အရကလေးကိုတဲ့အာမနာအိမ်ကြီးချင်းကိုတဲ့အာမနာမတော့ရရည်သီလာဆောင်နေကိုကြောင်းတကားကြောက်ရတာကိုကြီးကျော်လည်းကြောက်ရမတော့ရတဲ့နေ့သီလဆောင်တာပဲဘလောက်လေးစားကိုကောင်းနှစ်ယောက်ပဲတွေ့ဘူးတယ်မတော့ရတဲ့နေ့သီလဆောင်တာအကိုချေဦးညုံနဲ့အကိုကြီးကျော်နော်ဒီနှစ်ယောက်တွေ့ဘူးတာပဲနော်ကျွန်တော်တို့ကအဲ့ဒါလို့ကြည်ရပွဲသွားကြည့်တော့လည်းပဲ10နှစ်နေလို့လည်းမလား9နှစ်နေလို့လည်းမလားဟိုဘက်ရွာကပွဲဘေးတီတန်ကြားမှာဘာမီဒီယာမှမရှိဘူးဘာလက်ကမ်းကြော်များမှမရှိဘာအင်တာနက်မှမရှိဘာ Facebook မှမရှိဘေးတီလည်း4မိုင်5မိုင်အဝေးရွာကကြားမှာရုပ်သေးပွဲရှိတဲ့ဟဲ့လို့သွားကြည့်ကြရတယ်ကျွန်တော်လည်းဟောပါတယ်စင်ကာပူမှာလည်းဟောပါတယ်ဒီမှာကြောင်းတိုက်ဆန်လို့ကျွန်တော်တို့ငငယ်ကဘဝနဲ့တူလို့ပင်ခေါင်တန်တပြေခိုင်းနဲ့ရှေ့ဘက်ကနေမှိုင်းလို့ဘေတိစောတိုးဟိပျော်ပျော်မြင်းကြံတွေကကမြဲစကြမ်းရွာသားကိုအေးကျော်ရဲ့ရုပ်သေးပွဲသွားရအောင်တချင်းကိုကြားရတိုင်းကျွန်တော်ငငယ်ကပွဲကြည့်တာသတိရတယ်သူများလှဲနဲ့ကတ်လိုက်ရတယ်စင်တောင်ဆင်းရဲပွဲသွားကြည့်ရတယ်ရေခက်ပြန်ကတိလှပေါ့ဘိမှန်ကဘဲစီနေတောင်းတောက်အောင်မှုအမေသမီးပွဲသွားကြည့်ပါရစေအမေရဲ့တောသူတွေကသမီးရဲ့ဒီလေးခတ်ခဲ့ပါအောင်အမေရဲ့သူများလှဲနဲ့လိုက်ရမှာဘယ်လိုလုပ်ခတ်မလဲတိုက်ခတ်ပါအောင်သမီးရဲ့ခတ်တော့ကတိမှာပေါ့အမေရဲ့အမေကပြောတော့လည်းမငင်းစံသာဘူးသွားပြီးတော့ရေလေးတစ်ခေါက်နှစ်ခေါက်ခတ်ရေခတ်တယ်ဆိုလို့တွင်းလေးကခတ်လာတာမဟုတ်ဘူးလက်ရက်တွင်းလေးတွေကနေရေမှုန့်နဲ့စစ်ပြီးခတ်ရအိမ်ရောက်တော့အမေကသာလွှတ်ရင်စပယ်ပန်းလေးအိမ်ကပွင့်နဲ့ပန်းလေးကုန်းထားပြီးရေစိုးဝက်ကလေးနဲ့အုပ်တပည့်ကမရှိတော့တပည့်အဟောင်းလေးမဲနဲ့ပြားနေအောင်စိုးပြီးတော့ဒါလေးအမေလွှတ်ရင်ခြုံဝမှာပွဲကင်းနေအလှပြင်တော့လည်းဘာမှမရှိဘူး Revlon တို့ Max Factor တို့ဘာတို့ပဲရှိလိမ့်မလဲတော့မှရှိရကြောက်ပြင်ကတချမ်းပဲ့လို့နတ်သမီးကျွန်းထဲမှာပိုးလောက်လမ်းလေးရ14-15ကောင်နဲ့တွေးလိမ့်ရတဲ့တဏ္ဍခါတုံးကအပွေးမရှိကြည့်ရတယ်မှန်းကဗရာမပါဘောင်လေးဘက်မှာနှစ်ဖက်ကကျိုးလို့ထရန်တုံးနဲ့ထိုးထားကြစ်နဲ့သူ့ထွက်လာတဲ့ပါးလေးလိမ့်ပြီးတစ်ဖက်ကလေးခြုံပြီးအမေသွားမယ်နော်အမေအကြီးတဲ့ဘသူကပန်းဖွက်ထားပါလိမ့်တော့စပယ်ပန်းဘသူဖွက်ပါလိမ့်ပေးကြပါအေးလှဲကလည်းသွားတော့မယ်ရေခပ်ပြန်ကတိလှဝပြီးမှန်ကပဲစီနေတောင်းတောက်အောင်မွေးစပယ်ခွေဘသူဖွက်ကြစိတ်ပြပေါ်အေးရှားစားဟဲ့ရောင်းမရေလောင်စားနဲ့ရောင်းမရေရှားကြီးအောင်လေမောင်ကြီးစောင့်မအောင်လဲသမားလေလှန့်တာစပယ်ခွေပန်းကြီးအောင်မလေးတပည့်ပြားချုံလိုက်အောင်မလေးစပယ်ခွေလေးပန်းနာလေးစပယ်ပြားလေးချုံလာလေးကျမအကိုရဲ့လန့်တောင်သွားတယ်နော်နေဝဲမြိုင်တောင်မှာတရားခံဖြစ်နေမှာနော်ရေခက်ပြန်ကတိလှပေါ့ဘိမှန်ကဘဲစီနေကတိတယ်အမတန်အလုတ်များတာကတိတယ်တောင်းတောက်တယ်တောင်းမကြီးကသားသမီးတွေပျောက်တဲ့ခါတောထဲမှာလေပင်ကြီးထောင်ပြီးတော့တောက်နေအတန်ပေးသလိုပဲတောင်းတောက်တယ်ဆိုရှာတာပေါ့ရ
ရေခပ်ပြန်ကတိလှဖို့ဘိမှန်ကဘယ်စီနေတောင်းတောက်အောင်မှွေစပယ်ဝေဘသူဖွက်ကြစိတ်ပြပေါ်အေးလောင်စားနဲ့ရောင်းမရေလောင်စားနဲ့ရောင်းမရေရှာချေအောင်လေမောင်ကြီးရေစောက်မအောင်စပယ်ဝေပန်းကြီးအောင်မလေးတပည့်ပြားချုံလိုက်အောင်မလေးဘယ်ချိန်သွားလဲဆိုညနေပေါ့ဟိုးလေလုံးကြတဲ့ချောင်းရိုးစားထရောစီမှာတိုးလှဲတွေပွဲသွားကြည့်တော့နေဝင်းမြင့်တို့အဲ့ဒီလှဲပေါ်ပါခဲ့ရတဲ့ဘဝကျွန်တော်ငယ်ငယ်ကမီဒီယာမရှိဘူးဘဝနီးနေညို့လားချောင်းရိုးစားထရောစီလေးတွဲရဲမြည်လှဲရန်ကတည်းစီပါတဲ့ရုပ်သေးလှဲရန်ကတည်းစီပါတဲ့ရုပ်သေးဟိုဘက်ရွာပွဲသွားကြည့်ရတယ်အင်မတန်ဆေးရတဲ့ဘဝတွေပါတို့ပြောကြပါစို့ကျွန်တော်အခြေခံလဲတနားကြောပါနော်ကျွန်တော်ဘယ်လိုကြည့်ရလဲကျွန်တော်ရွာမှာအခုလို ready made မရှိဘူးတေလာမိတ်လို့ခေါ်တဲ့ဆက်ဆိုင်အားရရွာ6ရွာမှာဆက်ကလေးတစ်လုံးမှရှိတယ်ဆက်เสียကဦးသန်းနဲ့နရွက်မှာခဲရန်ကြီးထိုးထားခါမှာကျင်တွယ်ကြီးနဲ့ပေကျိုးကလည်းချိတ်ထားသူ့ဆက်တစ်ဆက်ရှိတော့ဘူကြကျင်နိုင်ကြနေပေါ့ဦးသန်းစီအထက်အင်ကြီးသွားအရင်တကြီးကအစလှဲသမားအထိကျွန်တော်တို့ကလေးတွေပါမကြမ်းတရွာလုံးကအင်ကြီးစားယူသွားပြီးသူ့စီသွားကြောင်းကြိုက်အင်ကြီးပေါ်ချွတ်ပြီးလက်ကားပေးထားအနိုင်ကျင့်ရင်နိုင်ကျင့်6ရွာမှာတစ်ဆက်ရှိတာဒီဆက်ကလည်းဝယ်ထားတာမဟုတ်ဂျပန်ခေတ်တုန်းကအမိုက်ပုံနဲ့ကောက်ရတဲ့ဆက်တကြီးကလာပြီးလှုပ်ရတယ်မင်းကွာအင်ကြီးအတိုင်းပေးရရတဲ့နဲ့ငသန်းရဲ့မရဘူးဗျာတကြီးရဲ့ခမည်းရဲ့တကြီးရဲ့ဓာတ်ကျုပ်ချုပ်တဲ့လူရဲ့ဓာတ်နဲ့ဟောဒီပိတ်ဆက်ရဲ့ဓာတ်ဟောဒီဆက်ရဲ့ဓာတ်လေးပါးစုံမှအင်ကြီးကောင်းထွက်တယ်ဟုတ်လားမဟုတ်လားမသိဘူးတကြီးကလည်းသူချုပ်မပေးမဝဲရတော့ဒီလိုကြီးပဲကြောင်းကြိုက်ထားတကြီးဒီနဲ့ပိန်လိုက်လားခင်ဗျစားအောင်နဲ့တူတယ်ပေါ့မင်းအလုပ်မပါဘူးကွာတိုင်းမှာတိုင်းစမ်းမှာပေါ့ဒေါ်လာရွှေတဲ့သူမိမကစာမတက်ရှာဘူးခဲတာကြီးဇရိဆွတ်ဆွတ်ပြီးစောင့်တယ်လင်ကပြောတာစောင့်ယောက်ျားတိုင်းတကြီးလက်ရှိ26လက်မှမိမရေးတယ်တကြီးလက်ရှိ2600တကြီးခါ40တကြီးခါ4000နဲ့ရေးထားတာတုံညသူ့စိတ်ထဲပေါ်တန်းထိုးနေရပဲအဲ့ဒီလရွှေနဲ့အဲ့ဒီဦးလေးသန်းနဲ့ဘယ်လိုတိုင်မင်လဲမသိဘူးအင်ကြီးကတော့ထွက်တယ်အင်ကြီးကထွက်တာ तू ကမကောင်းတာ2မျိုးထွက်တယ် तू ကလေကရုံးမဲ့ तू ကချုပ်တခြားမချုပ်ကော်လာနဲ့သွားချုပ်ရင်ဒုံးတဲ့တောင်လိုက်ရိုက်မတစိတ်ဆိုးတယ်မင်းတို့ကနေချက်တဲတုခိုးတာကိုကွာဒါအင်္ဂလိပ်အင်ကြီးခေါ်တယ်ကွာလေကရုံးမှတို့ဗမာအင်ကြီးဩဟုတ်ကဲ့ပါမျိုးချစ်စိတ်တက်ကလည်းပါသေးတယ်သူကနှစ်ခုပဲဟောဒီအပေါ်ဆုံးကဟောဒီကျဲသေးနဲ့ဒီအပေါက်နဲ့တဲ့တာယူမလားအဲ့ဒါဆိုအောက်ကမတဲ့ဘူးအောက်ကချက်ချက်ရရလိုချင်တော့အပေါ်ကဒီလိုဖြစ်လိမ့်မယ်မကောင်းတဲ့နှစ်ခုတည်းကတစ်ခုရွေးကိုယ်သဘောပဲအဲ့ဒါတော့ဦးသန်းရဲ့ဒီမိုကရေစီပေါ့နော်ဦးသန်းဒီမိုကရေစီဆိုတော့အဲ့နှစ်ခုတည်းရွေးရတာပဲကျွန်တော်ဦးလေးချမ်းသာသွားပြီအခုတည်းထိဦးလေးတန်းကြီးကဒီကနေ့50နှစ်ကဆုံးပြီသို့တော့ဟိုးရန်ကုန်ရောက်တာတော့ဦးလေးသန်းအင်းကြီးကိုရန်ကုန်ကလှမ်းပြီးချုပ်ခိုင်းတယ်တနိုင်ငံလုံးအတက်ချုပ်တာတဲ့ဦးလေးသန်းတယောက်စောင်းတာငါအဲ့ဒါကြိုက်တာတဲ့အဲ့ဒါလို့အဆောင်ကြိုက်တဲ့လူတွေလည်းရှိသေးတယ်နော်ဒါပါတော့အခုတော့ ready made ဖြစ်သွားပြီ clothing democracy လို့ခေါ်တဲ့အဝတ်ထည် democracy ခေတ်ရောက်လာပြီတန်းပေါ်ဆွဲချပြီးမှန်ကန်လေးတဲ့ဝင်သွားဝတ်လို့တော်ပြီဆိုပတ်စံပေးလို့ခေတ်ရတဲ့ခေတ်ရောက်လာပြီကျွန်တော်ငယ်တော့မှမဟုတ်ဘူးဘယ်ဟုတ်သပင်ညက်တဲ့အခုကလေးတွေကပန့်တို့ဘာတို့ညာတို့ဘယ်ပုံတို့ညာပုံတို့ကျွန်တော်တို့တုန်းကဘိုးတိုင်းကျော်တဲ့ဝဝကြီးအခုနတရောထိုးတဲ့ဦးလေးကျင်ကကျွန်တော်တို့ကြောင်းတရောထိုးပြီးတာနဲ့ဒီဆိုင်လာတာလာပြီးအဲ့တော့လက်ဖိတ်တစ်ခွက်တိုက်ရင်တရောထိုးတာပဲဘိုးတိုင်းကျော်ကသပင်ညက်ခင်မောင်ရင်သချင်းသိကြိုက်တာသူကစိုးနေရင်ကျွန်တော်တို့လာညက်တဲ့လူကနေရောပဲအမေကကောင်းလေးဘိုးတိုင်းစီပတ်စံသွားညက်ပတ်စံလေးတမညက်ပြီးသွားသပင်ညက်ချီသူလည်းတစ်ဆိုင်ပဲရှိပတ်စံတမကျွန်တော်တို့ကဘောင်းမီလေးလေးဘိုးတိုင်းအမေကသပင်ညက်ခိုင်းလို့လာပေးတမနှစ်သက်တချမ်းထိုးထားပြီးထိုင်ခိုင်းထားနှစ်သက်တချမ်းထိုးထားတော့ထားပြန်လို့လည်းမရ
နောက်ကလေးတယောက်လာပတ်စံတမန်နဲ့ဘိုးတိုင်းအမေကဘေးတချမ်းထိုးထားတယ်တချမ်းထိုးကရောက်20လောက်ရှိတယ်မညက်သေးဘူးမညက်သေးဘူးပထမဆုံးဘယ်မအေးကလာရန်တွေ့တယ်လဲအဲ့ကြောမှထားညက်ဦးလေးကျင်ကတရောနဲ့သူကအဆူနဲ့ကလေးတွေအများကြီးပဲရင်းတနွဲ့နွဲစင်းတလဲလေကံကြီးရဝဲမောင်မဲဆုံးကျင်းဖောင်းခဲ့ကြမျိုးလို့ထူရတယ်ခင်မောင်ရင်တချင်းတွေကုန်းဆူတာပဲအမေရလိုက်လာပြီဟဲ့ထမင်းစားချင်းကြောင်ကြော်နေပြီကိုတိုင်းရောဘယ်လိုလုပ်တာတော့ဟာနင်းသားပဲဟာလို့ဟုတ်ပါလားအဲ့ဒီကြတော့မှနေရခေါင်ခေါင်ပူးနေပြီအဲ့ဒီကြတော့မှကျွန်တော်တို့ကသင်းငုတ်တူပေါ်ထိုင်ရစုံလဲကလည်းထိုင်မရှိဘူးသင်းငုတ်တူပေါ်ထိုင်ရတာလူလဲကလည်းထိုင်ပေါ်လူကလှည့်ပေးရခလေးက15ရက်လောက်ရှိသေးတယ်ကျွန်တော်ခေါင်းဟောလို့ကင်လိုက်ပြီးတော့အကုန်ထိုးချတာအကုန်ထိုးချပဲရှစ်တလက်မှနောက်ပြောင်ပဲကောင်းလေးရာဟုတောင်လှည့်ဟာခလေးရာဟုတောင်ပဲသိပါမလားမော့ကြည့်တော့ဒုံရာဟုတောင်တော့မသိဘူးလားဟာစပယ်ညက်တာတောင်ကျွန်တော်တို့အနိုင်ကျင့်ခံရတာကောင်းလေးစနေတောင်လှည့်ဟာစနေတောင်မသိဘူးလားမင်းမိဘများမသိဘူးလားစမေးပါခိုင်းရိုက်မိဘများလည်းသုံးမကြတဲ့ဘက်ကိုရောက်ထိုးထဲတဲ့ပဲပြီးလဲပြီးရောအဲ့ဒီမှာတင်လုံးသားကြီးမှာပြန်တဲ့တင်လုံးသားကိုသေပတ်ပြားကြီးဟာရလဲကြက်လှပြီဘိုးတိုင်ကြက်လှပြီဗျအာကြက်လို့သေးမင်းတို့ပေမှာဆိုလို့လောက်ထားတာပိဿာကလည်းစစ်မြေပြင်ကကောက်လာတဲ့အတိုင်းမှာသူ့အလူလူနဲ့ဒီကနေ့ချစ်အဲ့ဒီနှစ်ချစ်တဲ့ရက်လေသူတွေဖြာကြအဲ့ဒီဟာကြတော့မှပေါင်နာမုံနဲ့သိပ်ပြီးကောင်းလေးမေးအိမ်ပြန်ဒီတိုင်းပြန်ပန်းတစ်ဖက်ညှက်ပြီးပြန်ကျွန်တော်တို့မှအဲ့လိုကျွန်တော်ရင်လားမဟုတ်ဘူးတကြီးတဲ့အဲ့လိုပဲလဲသမားလို့တရွာလုံးဒီကအရစ်နှစ်ရစ်နဲ့ကုန်းဆောင်သားတိုင်းဒုတက်ကြကြီးပဲဝင်းပြူနဲ့ဘောလုံးကံမဲ့ကုန်းဆောင်နဲ့ဘောလုံးကံလို့ဘောလုံးကွင်းနဲ့သူများရွာသွားကံလို့ရိုက်ခါပြီဆိုရင်ကုန်းဆောင်သားရိုက်กว่าဆိုရင်လက်သေးရှာတာပဲအရင်နှစ်ရက်ပါတဲ့ကောင်ရိုက်ဆိုမလွယ်ဘူးကုန်းဆောင်သားပဲကျွန်တော်တို့အဲ့လိုကြည့်ရပါတယ်ကျွန်တော်ဒီကုန်းလည်းချုပ်ပါမယ်ကျွန်တော်ပြီးခင်စုအလှဲ့ပါနော်ကျွန်တော်တို့ဟာဖြင့်ကျွန်တော်ငယ်ငယ်နဲ့အခုနဲ့မတူတော့ပါဘူးနော်ရအများကြီးလည်းပြောခြင်းဟောခြင်းပါတယ်အခုခြေဦးမျိုးလည်းအားရပါရဟောပါလေဦးမယ်အခုကတော့ပြောင်းသွားပြီ third generation နဲ့ handset ကိုလက်မနဲ့နှိပ်ကြတယ်အတွက်ခဏလူငယ်တွေကိုလက်မမျိုးဆက်လို့ခေါ်နေကြပြီကလေးတွေကခဏအများကြီးတိုးတက်ပြောင်းလဲသွားပြီကျွန်တော်သမီးလေးကျွန်တော်ကိုပြန်သင်ပေး reverse mentoring လို့ခေါ်ပြောင်းပြန်သင်ရတယ်ပြောင်းပြန်သင်ရတယ်သမီးစီကဒီ CD player video player ကိုသမီးရဲ့ဒီဇာကာကြည့်ကြတယ်လို့ထောက်ပြရတော့မှသမီးကထည့်ပေးမှကျွန်တော်တို့ကြည့်တယ်ဘယ်ခလုံးမှကျွန်တော်တို့မသိတဲ့ဘဝတွေရောက်သွားပြီအများကြီးပြောင်းလဲသွားပြီကျွန်တော်ငယ်ငယ်ရတယ်မတူတော့ဘူးကျွန်တော်တို့နဲ့သမီးတို့နဲ့အများကြီးကွာဟသွားကြဟောတော့ကြပြားလေးဟောလို့ကိုင်ပါပါရဲ့ဟောဒီခလုတ်ကလေးရမုတ်ကနှိမ့်လိုက်အန်ဇောလေးထွက်လာလိမ့်မယ်အန်ဇောလေးရဲ့အသာလေးထက်ပြီးဟောဒီခလုတ်နှိမ့်တော့ပြန်ပိတ်သွားလိမ့်မယ်အိုးကြည့်တာပဲခလုတ်လက်သမီးရဲ့ဒီခလုတ်နှစ်တန်းကျောင်းသူကကျွန်တော်တန်50ကျော်သင်ရပြီ reverse mentoring သူတို့ electronic နဲ့ပိုက်ပြီးမွေးလာတဲ့အတွက် electronic ကိုသူတို့ကျွမ်းကျင်နေတယ်ကျွန်တော်တို့မသိတော့ဘူး the older you are the less you know ခင်ဗျားတို့အသက်ကြီးလာလေသိတာနဲလာလေပဲဟုတ်တယ် electronic ပစ္စည်းတွေကနေ့စဉ်နဲ့အမျှအသစ်တွေထွက်လာတာကျွန်တော်မသိတော့ဘူးဟောသမီးကလို့ပိတ်ဟောလို့ထွက်လာလိမ့်မယ်နိုင်ငံရေးဥတီချက်၄ရက်ပကြော်ပလိုက်ခလေးဆိုတော့တန်ဖိုးမသိတော့ကြော်သမီးကသင်သေးတာ3ခုကြော်ရတယ်ပါတဲ့အေးဒါလို့စမ်းမအောင်ငါသမီးရဲ့နိုင်ငံရေးဥတီချက်ကိုကြော်တဲ့သူနာပြုဆရာမကိုကြော်ရုပ်ကစိုးကိုလည်းကြော်ရတယ်အေးဟုတ်ပြီ
အသေးမှတ်ထားတယ်ဒါမဲ့သမီးလည်းပြောသမီးတိုးတိုးလုပ်ပါတိုးတိုးလုပ်ပါရာဇဝအိုးဒုံးနဲ့မထိုးလိုက်ပါနဲ့သမီးရဲ့ကျွန်တော်အမေဆိုတာတဲ့ခင်ခင်ထူးအမေပေါ့လူကြီးပြီတဲ့88နှစ်ရှိရှာပြီအိမ်မှာကျွန်တော်တို့ CD player နဲ့တရားနာခိုင်းပြီးတော့မြို့ထဲကိုကျွန်တော်တို့စွန့်ကြွေးတစ်ခုသွားကြတယ်တရားကတနားရီလောက်ကြာမယ်ဆိုတော့ကျွန်တော်တို့ကနိုင်ဝက်လောက်ကြာမယ်ပြန်လာကြမယ်ကားငှားပြီးသွားကြဒါပေမဲ့စွန့်ကြွေးမှာမိတ်ဆွေတွေနဲ့တွေ့တော့ကြာနေ့လယ်လောက်မှပြန်ရောက်တော့အမေကတရားနာတော့တပည့်ကြီးနဲ့ဟဲ့အမေတရားကနာတော့လားအမေရဲ့ဟာညီကိုတော့တရားမချလို့ပြီဟာဘယ်လိုဖြစ်လို့တော့အမေရဲ့ဒီခလုံးလေးနှိမ့်လိုက်ရပ်သွားမှာဟုတ်လားငါထင်တယ်တရားကတူးနေပါလေဆုံးသွားရင်အစပြန်လဲရင်ဆုံးသွားရင်အစပြန်လဲရင်မပိတ်တတ်တော့အမေကအစဆုံးနားထောင်ငါထင်တယ်ဒီကိုတော့တရားလဲနေပြီနဲ့တူတယ်လို့မသိတော့ဘူးအခုနကျွန်တော်ပြောတဲ့ဥချေသမီးလုပ်တဲ့လူကချွေးမကဝီဒီယိုယုံထောင်းဥချေကတက်ကြည့်ပြီပစ္စနဲ့သွားပြီးကိုရင်ကြီးဝစ်ပြီးထွက်လာပြီအဖေအင်္ဂလိပ်ကပြမှာမဟုတ်ကတွေပါလို့ရှိရင်အဖေဟောဒီခလုတ်အမြန်ခလုတ်ဟောတာအဖေနှိပ်လိုက်ရင်မဟုတ်ကတွေမြန်ကြော်သွားလိမ့်မယ်ပြီးတော့မှဟောတာပြန်နှိပ်လိုက်သူကသူငကိုတိုင်းပြန်ပြလိုက်မယ်ဘယ်ဟာတော့ဟာငါသမီးငါမလုပ်တတ်ပါဘူးဟာကျမလည်းနေလို့မရဘူးလေနေလို့မကောင်းဘူးအဖေရဲ့ချွေးမကထွက်သွားတယ်ဥချေကကြည့်နေရတာဒါကြီးကြိုင်ရမုတ်ကြီးကြိုင်မဟုတ်ကလာရောလာတော့ခလုတ်ဆန်းမသိတော့ဘာမှကြံရမရတော့အနာရေတနုပစိုးနဲ့ထအောင်တီဗီထအောင်ထားတော့လူငယ်တွေကအော်တာပေါ့ဟာဘိုးချေဘလို့တော့ခမရဖွင့်စမ်းပါအဲ့ဒါမမိုက်သေးပါဘူးနုံဟေးဟာနုံဟာဟာဘာကြီးခမရအချောင်းကြည့်နေခမရကျွတ်တို့ကြပစိုးကြီးနဲ့နေအောင်မင်းတို့ကြည့်လို့မသိတော့လို့ပေါ့နေအောင်ခဏလေးဟာဖြစ်တဲ့ခေတ်ကအဲ့လိုဖြစ်သွားပြီနော်မသိတော့ဘူး electronic ကိုမသိတော့ဘူးကျွန်တော်လည်းမသိတော့ပါဘူးခလေးလေးစရာတင်ရတဲ့ခေတ်ကိုရောက်ပါပြီဟုတ်ပါပြီသို့တော်လည်းပဲကျွန်တော်တို့ဟာဘာပဲစောက်ဘာပဲစ instant coffee လေးတစ်ခွက်တောက်ချင်တော့လည်းဖောက်ပြီးကျင်းလွင်းနဲ့တောက်လိုက်ရုံပါပဲ instant culture အသင့်ယဉ်ကျေးမှုဖြစ်လာပါပြီနှုံးမုံလေးရဲ့ coffee မုံလေးရဲ့တရားကလေးရဲ့၃မျိုးပေါင်းထား3 in 1 coffee လေးမနေ့ကကျွန်တော်တောက်လို့ရပြီမသိခင်တော့3ခွက်တစ်ခွက်တင်ကြွတောက်နော်ကျွန်တော်ငယ်တော့ကတော့ဓာန်အိုးတဲ့အမေက coffee မုံထက်ရင်းနှွေးထက်လို့စီထက်တော့ချိုးတော့အဖေကချိုးတာမကြိုက်ဘူးဆိုတော့ရင်းနှွေးထက်ထဲတော့ပေါ့သွားတော့ coffee မုံထက်တဲ့နဲ့ဓာန်အိုးလေစလုံးလောက်ရောက်လာအဖေကိုတစ်ခွက်လောက်ပေးပြီး19ခွက်လောက်ကိုအင်းကြီးချင်းဝေရနော်အခုတော့ ready made အကုန်လုံး instant ဓာတ်ပေါက်စားခြင်းလည်း instant ခောက်ဆွဲစားခြင်းတော့လည်း instant အကုန် instant ဖြစ်လာတဲ့အခါမှာကျွန်တော်တို့သားသမီးတွေကျွန်တော်ဒီကုန်းချုပ်ပါမှာအသင့်ယဉ်ကျေးမှုတွေမှာကြည်ရင်နဲ့အကုန်လုံးအသင့်ရတော့ ready solution အသင့်အဖြေကလည်းရှိတယ်ကနန်းတွက်ဆက်ကိုနှိပ်လိုက်တာနဲ့အဖြေကျလာတယ်ကွန်ပျူတာကခလုတ်ကိုနှိပ်လိုက်တာနဲ့ရောဆိုကျလာတယ်အင်တာနက်ကလည်းအဖြေတွေရနေပြီမင်းတို့တွေးမလားသေမလားဆိုရင်ဟာကျွန်တော်တို့သေပါမယ်ခင်ဗျမတွေးကြတော့ဘူးခေတ်ကဖြစ်နေပါတယ်စသဖြင့်ကျွန်တော်တို့လူငယ်တွေဟာခဏအဲ့ဒါလိုခေတ်ကိုအစ်စ်သောယဉ်ကျေးမှုတွေတကားလာခောက်တဲ့ခေတ်နဲ့ကြုံနေရတဲ့အခါမှာကျွန်တော်တို့ကအမျိုးသားဇာတိဥပဒေလက္ခဏာလို့ပြောနေခြင်းဒီနောက်များကြမလားဒါကြောင့်မိရင်ဖရင်များနဲ့တကွဒုတိယမိခင်ဖခင်များဖြစ်သောဆရာဆရာမများအပါဝင်သံဃာတော်ရှင်သူများမြို့မိမြို့ဖများကလေးတွေရဲ့အနာဂတ်ကိုချစ်မြတ်နိုးကြသောတောင်ငူသူတောင်ငူသားများကကလေးတွေစာကြည့်တိုက်ကိုရောက်အောင်အမျိုးဘာသာသာသနာကိုချစ်တတ်အောင်တိုင်းပြည်နဲ့လူမျိုးကိုချစ်တတ်အောင်ကျွန်တော်တို့ရဲ့စာပေကျွန်တော်တို့ရဲ့ဂီတကဗျာအနုပညာသည်အစင်တန်းမြင့်နေဆိုတဲ့စိတ်မျိုးရင်ထဲရောက်အောင်အားလုံးကဝမ်းကြဝန်းကြကြိုးပမ်းကြမှကျွန်တော်တို့ကလေးတွေဟာမြမဇာတိဥပဒေလက္ခဏာဖြစ်သော national identity ကို
ဆက်လက်ရရှိမှာဖြစ်ပါတယ်ဒီတာဝန်ကျွန်တော်တို့မှာလည်းရှိပါတယ်ဒါကြောင့်ကျွန်တော်တို့သားသမီးများနှလုံးသားနူးညံ့အောင်နှလုံးသားလိမ္မာအောင်ကျွန်တော်တို့အားလုံးကဝိုင်းကြဝန်းကြပါစို့စန္ဒပြုနေကုန်းချုပ်ပါတယ်